အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့နိုင်ငံသားချင်းသိရင်ပျော်ရမယ်လို့ကျွန်တော်တို့ငငယ်တဲ့တစ်ခါမှမတွေးခဲ့ဘူးဗျအခုအသက်အရွယ်ရမှလေကျွန်တော်တို့နိုင်ငံသားချင်းသိရင်ပျော်နေရတဲ့အဖြစ်မျိုးကျွန်တော်တို့အခုကြုံနေရပြီဗျကြုံနေရပြီဒီမှာကြည့်ခင်ဗျားတို့ကျွန်တော်တို့တစ်ချိန်လုံးကအားပေးခဲ့တဲ့ရုပ်စင်မင်းသားကြီးနေအောင်ကတော့သူ့အာဟုသူနဲ့သူတည်သွားပြီเนาะသူ့အာဟုသူနဲ့သူတည်သွားပြီအဲ့ဒါဘာကြောက်လဲပြည်သူတွေရဲ့ကျိန်စာပဲเนาะပြည်သူတွေရဲ့မေတ္တာကြောင့်စောစောစီးအာဟုသူနဲ့တည်သွားပြီเนาะကျွန်တော်တို့တွေတစ်ချိန်လုံးကနေအောင်လို့ဆိုရင်ကျွန်တော်တို့အားပေးခဲ့တာเนาะဘာကားပဲရိုက်နော်ရာဇဝင်ကားပဲရိုက်စစ်ကားပဲရိုက်နော်တောကားပဲရိုက်မြို့ကားပဲရိုက်ကျွန်တော်တို့တွေသူ့အရန်အားပေးဘာကြောင့်မို့လဲနေအောင်စကားပြောတာကိုကျွန်တော်တို့သူ့ရဲ့စကားလုံးကိုကျွန်တော်တို့ကြိုက်လို့ကျွန်တော်တို့သူအားပေးခဲ့တယ်ကျွန်တော်သူ့ချီးထက်ယွံသွားတာဘယ်မှာယွံသွားလဲဆိုရင်ပြည်သူတွေကိုဘာပြောခဲ့တယ်ဆိုတော့ဒီမင်းအောင်လိုင်ကိုဂလန်ကဆန်လုံးတဲ့လူမှန်တယ်မြချီမုံတက်ဖြတ်ဆိုခဲ့စကလုံးကိုတုံးငယ်လို့ကျွန်တော်လေသူ့ချီးထက်ယွံသွားတာသိရကျွန်တော်တို့ပြည်သူကျွေးတို့နော်လူမမပြောင်းနော်စားနိုင်တောက်နိုင်နေနိုင်ခဲ့တဲ့လူတွေကပြည်သူတွေပြန်ပြီးတော့စော်ကားတို့အဲကြောင့်အခုသူ့ဒဏ်ခတ်လိုက်ပြီနော်ဒဏ်ခတ်လိုက်ပြီနောက်ထပ်တစ်ယောက်ကြံနေတယ်နော်ကျွန်တော်တို့မြန်မာနိုင်ငံတွေကိုသားတွေကိုချိန်ချောက်နေတယ်တယောက်ကြံနေတယ်တေကန်နီးနေပါပြီသူရဲ့ဘာလို့လဲဆိုတော့လူတွေလှဆွေဆိုတာဟိုကြီးနော်ပြည်သူတွေကိုဘုံကျဲခိုင်းနေတက်ဖြတ်ခိုင်းနေတယ်နော်လူတလိမ့်ဆန်နော်တိုင်းရင်းသားတွေကိုချိန်ချောက်နော်တိုင်းရင်းသားတွေကိုနော်တွားပြီးတော့မချိန်ချောက်နဲ့နော်မင်းအာဟုလူခမရရဲ့အာဟုလူကခမရပေါ်တက်ရောက်တော့မှာနော်ခမရတခါတည်းကျွန်တော်ဘေးရင်ဟောပြလိုက်မယ်ခမရရဲ့လက္ခဏာလေဖြတ်ပြီးတော့သိမဲ့ရုပ်တကယ်ပြောတာခမရရဲ့ကိုယ့်ရုပ်ကိုမှန်နဲ့ပြန်ကြည့်ကြည့်ခမရရဲ့လက္ခဏာလေဖြတ်ပြီးတော့သိမဲ့ရုပ်ဘေးရင်တော်မမင်းနဲ့စမ်းကုန်တယ်ကျွန်တော်တခါတည်းပြောပြလိုက်မယ်ခမရရဲ့ရုပ်ကလေဖြတ်ပြီးတော့သိမဲ့ရုပ်နော်အဲ့ဒါပဲခင်ဗျားကိုကျွန်တော်တို့ပြည်သူတွေကပြောချင်တာနော်ခင်ဗျားတို့ကပညာတတ်ပြီးတော့အသိတရားမခေါင်းမာတဲ့လူပညာတတ်ပြီးတော့စာနာမှုမရှိတဲ့လူတွေပညာတတ်ပြီးတော့ကိုချင်းစာတရားလုံးမရှိတဲ့လူကလိမ့်ဆန်တွေခင်ဗျားတို့နော်ငါကောင်းစားရင်တော်ပြီဘယ်လိုပဲဒုက္ခရောက်ဘယ်လိုတွေဘလောက်ပဲတက်ဖြတ်ခံရငါတို့မတက်ဖြတ်ခံရရင်တော်ပြီငါတို့မိသားစုတွေမတက်ဖြတ်ခံရရင်တော်ပြီဆိုပြီးအာနာစင်တွေကိုနော်ဖင်ခံလီးစုပ်လှုပ်ပြနေတဲ့ခမည်းတော်လူမျိုးတွေနော်မြန်မာနိုင်ငံမှာစီးနေလို့ကျုပ်တို့လူတွေရတယ်နော်ခမည်းတော်လူမျိုးသိရင်ပျော်နေရတာနော်ခမရတို့လူဒန်းစားမျိုးတွေမရှိတော့မှကျွန်တော်တို့မြန်မာနိုင်ငံကလေစာနာမှုတွေစိကြမှာကိုချင်းစာတရားတွေစိကြမှာအဲကြောင့်မို့ကျွန်တော်တို့မြန်မာနိုင်ငံမှာနော်သုံးမှုတစ်ပုံလောက်ရှိတဲ့နော်ကျင်နာတရားခေါင်းမတဲ့လူတလိမ့်ဆန်တွေသူတို့ရဲ့အာဟုတို့နဲ့သူတို့တွေတေကြမှာနော်ဒီမှာကြည့်ပြည်သူတွေဘာပြောရလဲဆိုတော့နော်တလိမ့်ဆန်တတာလောက်ပဲရှိတဲ့လူငနွားလေပြည်သူတွေအားပေးခဲ့တဲ့ပတ်စံတွေပြည်သူတွေသူ့ဝင်းရံခဲ့တဲ့ပတ်စံတွေတုံးခဲစားတော့ပြီးတော့နော်စားမကုန်တောက်မကုန်ဖြစ်ခဲ့တဲ့ဒီတလိမ့်ဆန်ပြည်သူတွေကိုအမျိုးမျိုးချင်းချောက်ပြီးတော့နော်ပြည်သူတွေအမျိုးမျိုးပြောဆိုကျိမ်းမောင်းတဲ့လူတလိမ့်ဆန်အခုတော့
သေသွားပြီနော်ခမားတို့အလှည့်ပဲကြံတော့တာခမားတို့အလှည့်ပဲကြံတော့တယ်နော်အဲ့ဒါလာပြောပြတာခမားကိုခမားသိအောင်